ဆောင်ပြောင်းပါစေတဘာဝလာစေတောင်းတထက်ကလွေအတီးပင်ခုတို့ရဲ့ပင်တွေရာသာဆုံးသူစိတ်ကင်းစိတ်ဝင်နေဒီတင်နောက်ထုံလုံးဂျုံဝေတို့တောင်းပေါ်ကြီးလေယူရတို့ဖူးဖွားရဲ့အမွေတော်ဝင်ထွက်ချစ်သူမျက်နှာမောပန်းဖြစ်စီတို့တောင်းပေါ်ကြီးလေယူရတို့ဖူးဖွားရဲ့အမွေတော်ဝင်ထွက်ချစ်သူမျက်နှာမောပန်းဖြစ်စီချုပ်ပင်တပင်တရကူလို့ချက်အိုခွက်ပဲနဲ့ချက်လို့ခုတို့လင်းမြဆောင်းလောင်ဝတ်တာတော့အိုချိုးတဲ့ဆိုဒီကိုဟင်းကိုမီဦးဝေးမြစ်ချီယူလို့မီနီချက်ကောင်းမင်းချင်ရဲ့ဟင်းရီချက်ဟဲ့ရရောရအဆုံးပါအဆောင်များလို့စားကောင်းတယ်အိုတငယ်ဆိုစားလောင်အိုတီအိုနဲ့ချက်လို့ခုညောင်ချင်ဘူးဆိုမင်းစားချိုမဲပုတ်ချမ်းနဲ့လက်ကြယူမိမပြူတဲ့ဟမ်မလောက်တဲ့အဲညောက်တော့ဆွေတော့ပြုံးလာလောင်နေပြရဲ့တို့ပေါင်းအိမ်မှာခုလိုချက်တို့ဖို့မျက်နှာရှင်ကြည်နူးတောင်းရဆောင်ဒီထုံမင်းခုမဲမဦးတော့အောင်ဒီတော့ဘယ်လုံးစိတ်ခိုင်းရေလုံးစီစာတိပြုံနှောင်းနဲ့ထောင်းစတိကြောနဲ့ရောင်စာကောဟေးရောင်စာကော